ရတော့ကျွန်မ post လေးတစ်ခုရေးတယ်ပေါ့အဲ့ဒါဘာလဲဆိုမနာလိုစိတ်အားလုံးမှာရှိကြလားရှိပါတယ်ရှိအဲ့မနာလိုစိတ်လို့ပြောလိုက်ရင်တော့လူတိုင်းကဝန်ခံဖို့အရန်ဒီမှာမနာလိုစိတ်ရှိလားလို့ပြောတယ်လူတိုင်းကဘာဖြစ်စဉ်းစားတော့ကြဝန်ခံဖို့ခက်ခဲအဲ့တော့ကသူ့မနာလိုဖြစ်ရမယ်အဲ့တော့ဒီမနာလိုစိတ်ဆိုတော့ကျွန်မတို့ရဲ့လူသားစပြီးဖြစ်တဲ့ identity DNA ထဲမှာကိုတွေကပါနေတာအဲ့တော့အဲ့မနာလိုစိတ်ဘာကြောင့်ဖြစ်တာလဲကိုယ့်ရဲ့အတွင်းထဲမှာမပြည့်စုံတဲ့အရာတွေကိုငငယ်တော့ခါတီးခဲ့တဲ့အရာတွေကကြီးလာတဲ့အခါမှာမနာလိုစိတ်ဆိုတဲ့ identity အောက်မှာသွားပြီးတကယ်လည်းမနာလိုစိတ်လို့ဖြစ်လာရင်သူများကိုသွားပြီးပြောစရာမလိုကိုဘာမပြည့်စုံနေလဲဆိုတာကိုလိုက်ရှာကိုမမနာလိုစိတ်ရှိလားလူတိုင်းမှာရှိတယ်မနာလိုစိတ်ဆိုရှိလာတဲ့အခါကျရင်ကိုကတီးဖို့ဘာတီးရမလဲငါသူများနှိုင်းရှင်လို့မရဘူးငါသူများသွားပြီးရောလက်ညှိုးထိုးလို့တော့မရဘူးငါဘာလိုအပ်နေတာလဲငါရဲ့အတွင်းထဲကဘာလိုအပ်နေတာငါငငယ်တော့ဘာမပြည့်စုံခဲ့တာလဲငါလက်ရှိဘဝမှာဘာမပြည့်စုံဘူးလို့ငါခံစားနေရတာလဲဆိုတာကျမတို့ကလိုက်ရှာရအဲ့လိုရှာကြည့်လို့ကျမတို့သိသွားပြီဆိုကျမတို့ကမပြည့်စုံတဲ့အရာကိုကျမတို့ကပြန်ဖြည့်မယ်ဖြည့်လိုက်ရင်ကျမတို့ကအဲ့မနာလိုစိတ်ဆိုတဲ့စိတ်ကမရှိဘူး။ဘာကြောင့်အဲ့မနာလိုစိတ်ဖြစ်တာလဲ။ကိုယ့်ရဲ့စိတ်ညှဉ်းနှွမ်းလို့လား။ No ကျမတို့ရဲ့ပတ်တန်ကိုကျမတို့ကပြင်နိုင်တယ်ဆိုရင်ကျမတို့ရဲ့စိတ်ကတည်ငြိမ်